ဒီ series မှာ computer science ဆိုတာဘာလဲဆိုတာကနေစပြီး computer ကအချက်လက်တွေကိုဘယ်လိုကိုစားပြုလဲဆိုတာအထိလေ့လာခဲ့ကြပါတယ်။ binary နဲ့ကဏ္ဍတွေ ASCII နဲ့ Unicode ကိုအသုံးပြုပြီးစာလုံးတွေ RGB နဲ့အရောင်တွေကိုကွန်ပျူတာကဘယ်လိုဖော်ပြလဲဆိုတာသိခဲ့ကြပါတယ်။ဒါအပြင်ပြဿနာတစ်ခုကိုဖြေရှင်းဖို့ algorithm ရွေးချယ်ပုံနဲ့ကုန်ရေးခင် zero code နဲ့စီစဉ်ပုံကိုလည်းလေ့လာခဲ့ကြပါတယ်။အခုဆိုရင်ဒီအခြေခံအကြောင်းအရာတွေကိုမြင်ညမ်းပြီးအတန်ဖိုင်တွေကိုကွန်ပျူတာကဘယ်လိုကိုစားပြုပြီးသိသိလဲဆိုတာကိုဆက်လက်လေ့လာနိုင်ပါပြီ။ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေဘယ်လိုဖွဲ့စည်းထားသလဲဖိုင်တွေကိုဘယ်လိုသိသိပြီးအရွယ်အစား short ချသလဲဆိုတာကိုလည်းဆက်လက်လေ့လာနိုင်ပါတယ်။ data တွေကိုထိရောက်စွာစီစဉ်သိသိဖို့ array, stack, queue, tree နဲ့ graph လို့ data structure တွေကိုလည်းဆက်လက်လေ့လာနိုင်ပါတယ်။ algorithm တစ်ခုက data များလာတဲ့အခါဘယ်လောက်မြန်မလဲ memory ဘယ်လောက်အသုံးပြုမလဲဆိုတာကိုနှိုင်းယှဉ်ဖို့ bit code notation ကိုလည်းဆက်လက်လေ့လာနိုင်ပါတယ်။ ကွန်ပျူတာတွင်းက program တွေကို operating system ကဘယ်လိုစီမံတယ်လဲကွန်ပျူတာတစ်လုံးနဲ့တစ်လုံး network ကနေဘယ်လိုဆက်သွယ်တယ်လဲဆိုတာတွေကိုလည်းလေ့လာနိုင်ပါတယ်။ computer science ကဒီနေရာမှာမဆုံးသေးပါဘူး။ဒီ series ကသင်ဆက်လေ့လာမယ့်ခီးလန်းအတွက်အခြေခံအစပဲဖြစ်ပါတယ်။ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ content video တွေကိုအလွတ်မခံပဲကြည့်ရှုနေဆိုရင်ကျွန်တော်တို့ Codeverse ရဲ့ Facebook, YouTube, TikTok နဲ့ Telegram channel တွေကို like and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုမှာပြန်ဆုံကြတာပေါ့